ထိုင်းနိုင်ငံ ကိုကတော့အရေးကြီးခွန်ကျဲပို့တော့မဟုတ်ဘူးဗျထိုင်းကိုဖားပြီးကိုလူကြီးမြန်မာလူမျိုးတွေကိုချနှင်းတဲ့ကောင်တွေမြင်နေချင်းလို့ကျွန်တော်တင်လိုက်တာပဲကျွန်တော်တော့ဒဲပဲနော်ကြိုက်ရင်ကြည့်မကြိုက်ရင်ကြော်သွားလို့ရတယ်တချို့တွေကနော်ထိုင်းစကားတတ်တယ်ဆိုပြီးလဲအဲ့လိုမျိုးမလို့အထက်ဖားအောက်ဖိပေါ့လောက်ကြတာပဲအများကြီးဗျာထိုင်းနိုင်ငံမှာအများကြီးပဲလူတိုင်းကြုံတွေ့ကြမှာပဲစိုက်တိုင်းရှိတယ်နေရာတိုင်းရှိတယ်အဲ့လိုနော်အဲ့ထိုင်းဖားတွေပေါ့နော်ဟိုထိုင်းဖားတွေကိုပြောချင်တာပေါ့ရှမ်းဖားတွေပေါ့ဒီမှာဆိုတော့ရှမ်းဖားတွေခေါ်ချင်တာအဲ့ရှမ်းဖားတွေကိုတေချာကြည့်လိုက်နော်အေကနေဇက်အထိကာကြီးကနေအာအထိနားမလဲတဲ့ကောင်တွေအများကြီးအဓိကအဲ့နော်စာတတ်ဖို့မလိုပါဘူးပြောချင်တာကိုချင်းစာတရားရှိဖို့လိုတာတချို့ကနော်အဲ့မတတ်တဲ့လူတွေကိုချနင်းပြီးမှကိုနေရာရအောင်လုပ်တာအဲ့လိုလူတွေကိုပြောတာနော်ရှေ့ကနေဦးဆောင်ပြီးဝနဖြစ်နေတဲ့လူတွေနော်ကိုဘဝတိုးတက်အောင်လုပ်တဲ့ဒီအလုပ်သမားတွေကိုလည်းကိုချင်းစာတယ်ကိုမြန်မာနိုင်ငံသားတွေကိုလည်းကိုချင်းစာတဲ့လူကိုပြောတာမဟုတ်ဘူးနော်လေချာလေးနားထောင်မပလင်းကြနဲ့哦ပလင်းညင်နေဆိုအဲ့လိုကောင်ကြီးလာပလင်းတာပဲကျွန်တော်ကတော့နော်ဘလို့ကောင်လာပလင်းနေအဲ့ထိုင်းဖားတွေခမည်းတော်ချနင်းလိုက်တဲ့လူတွေနော်ကျွန်တော်တို့တွေခမည်းတော်ချနင်းတဲ့မိသားစုတွေအဲ့မှာလည်းနောက်မှမှီခိုးတဲ့မိသားစုတွေရှိတယ်စဉ်းစားကြည့်ပါနော်ထိုင်းဖားတွေစဉ်းစားကြည့်ထိုင်းဖားနေတဲ့လူတွေစဉ်းစားကြည့်ခမည်းတော်တော့ခမည်းတော်မိသားစုတို့ထိုင်းနိုင်ငံမှာလားအလုပ်လုပ်လို့ဟုတ်လားပတ်စံရှာတယ်ဟုတ်လားခမည်းတော်မှီခိုးနေတဲ့မိသားစုရှိတယ်မဟုတ်လားကျွန်တော်တို့မှလည်းရှိတာပေါ့ခမည်းတော်ချနင်းလိုက်တဲ့လူတွေမှလည်းရှိတာပေါ့နော်ကိုနေရာရဖို့ရည်သူများကိုမချနင်းပါနဲ့ထိုင်းကိုဖားပါကြိုက်တယ်လို့ဖားရတယ်ကိုကနကိုဖားသူများဘဝတွေကိုမချနင်းနဲ့သူများတွေကိုအတုံးမချနဲ့ပြောချင်တာခမည်းတော်တွေနော်ကျမ်းမာရင်မကောင်းလို့တခုခုထိခိုက်ရှာနာဖြစ်ရင်ကျွန်တော်တို့လိုမြန်မာလူမျိုးတွေရပဲနေကောင်းတာကိုကျမ်းမာရေးစရိတ်ဆေးရုံလိုက်ပို့တာတွေလူမှုရေးရလာပြောတာအဲ့ကောင်တွေကခမည်းတော်နေတဲ့ site ကနေကျန်တဲ့ site ကိုပြောင်းကြည့်ခမည်းတော်တာရေးနာရေးလုံးကြည့်ပတ်စံတစ်ကြက်တစ်ပြားလာထဲကိုပြောနေတတိတောင်ရရလားအဲ့ကောင်တွေကနော်ကျွန်တော်တို့ကတော့အညာသားပဲနော်မြန်မာနိုင်ငံမှာအချင်းကြီးအကြောင်းနေမရဆိုကျွန်တော်ကထိုင်းကိုရောက်လာတာလည်းရှိတယ်အမျိုးမျိုးကြောင့်လည်းရှိတာတချို့ပတ်စံရှိတယ်နော်ထိုင်းနိုင်ငံကိုကျွန်တော်ပြောတဲ့အချင်းကြီးမျိုးကြောင့်ရောက်လာတာမြန်မာပြည်ပြန်သွားရင်လှုပ်ရှားလို့မရဘူးမထင်နဲ့မငတ်အောင်တော့လှုပ်ရှားလို့ရတယ်နော်ကျွန်တော်တို့မှလယ်နဲ့မြေနဲ့ယာနဲ့ရွှေတွေငွေတွေမရှိပေမဲ့လယ်မြေယာအေကမှာခင်ဗျားကိုနော်နွားလင်းကားရှင်းလို့မဆုံးဘူးကျွန်တော်အသက်20ကျော်ပဲရှိရကျွန်တော်မှနော်ကျွန်တော်ရဲ့ယာမြေအေကနော်နွားလင်းကားရှင်းလို့မနိုင်ဘူးလှုပ်ရှားလို့ရတယ်တို့ပေမဲ့မချမ်းတာလို့ဒါတခါချမ်းသာအောင်ဒါတခါအဆင်ပြေအောင်ဆိုပြီးကျွန်တော်တို့ကလာတာအဲ့လိုမျိုးနော်မတတ်တဲ့လူတွေကိုခင်ဗျားတို့မချနင်းပါနဲ့ခင်ဗျားတို့ထိုင်းတွေကိုထိုင်းဖင်တော့ရစ်တာကြက်တော့ရက်ပြောင်းလျောင်းမဲ့ရက်ခဲ့သူများကိုမချနင်းနဲ့တချို့အတူတူလောက်တယ်သူများလောက်တယ်လို့ကိုလောက်ပါတယ်ဆိုပြီးထိုင်းလာတော့စကားတွေတတ်တယ်လို့နော်ကိုအမကြသူအမတွေဖြစ်လို့တစ်ဖက်သားမှာနေမရအောင်တချို့လှုပ်ဆိုင်တွေပြောင်းသွားအောင်ထိအခက်အခဲတွေရှိတယ်နော်ထိုင်းလူမျိုးတွေကနားတစ်ဖက်ပဲကြားတာနားတစ်ဖက်ပဲကြားတာသူတို့ကနှစ်ဖက်မကြားဘူးမျိုးလုံးကလည်းတစ်ဖက်ပဲမြင်တာနော်ပြောတဲ့တခွင့်မဲ့ကြားပြီးမှဂျန်တဲ့လူကိုအပြစ်တွေမြင်တော့အဲ့လူမှနေမရထိုင်မရတွေဖြစ်ပြီးပြောင်းသွားတာတွေအများကြီးကျွန်တော်ကရွှေပြားလောက်တာပဲဒီမှာအဆင်မပြေရင်ဂျန်တဲ့ခင်ဗျားတို့ထိုင်းဖားတွေစိုက်ကိုလည်းရောက်ချင်ရောက်လာမှာပဲအဲ့စိုက်မှာအဆင်ပြေဂျန်တဲ့ရှိလည်းပြောင်းချင်ပြောင်းပါပဲဘယ်စိုက်ကိုပြောင်းပတ်စံလုပ်ရင်ရတယ်မရရင်မလုပ်ရင်မရဘူးအလုပ်ဆင်းရင်ရမယ်လုံမဆင်းရင်မရဘူးနော်ခင်ဗျားတို့လည်းကြောင့်ကိုယ့်ဘဝလေးအဆင်ပြေဖို့အတွက်မချနဲ့နဲ့ခင်ဗျားတို့တခုခုတာရေးနာရေးသိရေးရှင်ရေးဖြစ်ရင်မြန်မာလူမျိုးတွေကပဲကူညီတာမြန်မာလူမျိုးတွေကပဲခင်ဗျားတို့ကိုလာပြီးမေးပေါ်ရတာဆေးရုံဆေးကန်ရောက်ရင်တော့မြန်မာလူမျိုးကပဲလာပြီးတွေ့ပေါ်ရတာဘဝမမေနဲ့ဘဝမမြင့်နဲ့ဖနှောင်းကိုတန်မစူးနဲ့တချို့ကထိုင်းကိုရောက်တာလောက်မှမကြသေးဘူးဖနှောင်းတန်စူးနေပြီတချို့ထိုင်းရောက်နေနော်ဖနှောင်းကိုတန်စူးနေတဲ့နော်ထိုင်းဖားအချို့တော့ပါခင်ဗျာနော်အကြံတဲ့လူတွေဒါအမြင်မတော်ရရှိရင်တောင်းမှန်ပါတယ်ဒီဘူတွေကနေကြိုတင်ပြီးတောင်းမှန်လိုက်ပါတယ်ဗလိန်လို့လည်းရပါတယ်ထိုင်းဖားတွေပဲလာဗလိန်မှာပါဗလိန်ရင်လည်းနော်အမြင်မတူရင်တော့ကြော်သွားလို့ရပါတယ်ကျွန်တော်ကတော့ကိုမိုးကတော့ဒဲပြောတဲ့လူဆိုတော့ဒဲရွေးချပါတယ်